လူအားလုံးကြိုက်အောင်မင်းမလုပ်နိုင်အဲ့တော့မင်းကိုမကြိုက်တဲ့သူတွေရှိလိမ့်မယ်အဲ့ဒီသူတွေကိုမင်းဘာမှစိတ်ထဲမထည့်နဲ့ဘာလို့လဲဆိုတော့လူအားလုံးကြိုက်ဖို့ဆိုတာဘလို့နည်းနဲ့မှမဖြစ်နိုင်ဘူးအဲ့တော့မင်းနဲ့အတွေးခေါ်ကြိုက်တဲ့သူမင်းပြောတာကိုနှစ်သက်တဲ့လူနဲ့မင်းနဲ့အဆင်ပြေပြီးတော့မင်းပြောတာကိုမကြိုက်တဲ့သူကလည်းရှိမှာပဲအဲ့တော့လူအားလုံးကြိုက်ဖို့မင်းမကြိုးစားနဲ့